အခုဒီဗီဒီယိုကြည့်နေကြတဲ့သူတွေအားလုံးမင်္ဂလာပါနော်ဆရာမလေးကမနေ့ဖြန်ကြလို့ရှိရင်လာပြီနေပေါ့နော်နေုံလာပြီနေဖြစ်တဲ့အတွက်ထူးခြားတဲ့နက်ခတ်နဲ့ဇန်ရှင်နဲ့ပြီးရင်ချမ်းသာခြင်းနက်ခတ်ကိုဂျုံနာဖြစ်တဲ့အတွက်ဒါဂျုံနှောင်းဂျုံတဲ့နက်ခတ်ပေါ့နော်ဟိုဆရာမလေးကဒီချမ်းသာခြင်းနက်ခတ်နဲ့ဂျုံနာဖြစ်တဲ့အတွက်ဒီနေုံလာပြီနေမှာပြုလုပ်ရမယ်အထူးရည်တယ်လူဆရာမလေးပြောပြပြီးသွားမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုတွေ့တဲ့လူတွေအကုန်လုံးကတော့ဒီမှာကွန်မန့်လေးမှာနော်စောစောရအဆင်ပြေပါပြီဆိုရေးသွားဒါမှမဟုတ်ချင်းအေးငါအဆင်ပြေပါစီဆိုပြီးတော့ emergency sign ဖြစ်တဲ့ရှစ်လီလုံးမှန်ပြီးတော့ရေးသွားပေးပါအကုန်လုံးထူးကြပါလိမ့်မယ်နော်မနေ့ပြန်ကြလို့ရှိရင်ဒီလောက်ရမယ့်ဥစ္စာလေးကဒီမနေ့ပြန်လာပြီနေတအားထူးကြရင်နော်နောက်ပြီးတော့ချမ်းသာခြင်းနက်ခတ်နဲ့ဂျုံလာဖြစ်တဲ့အတွက်နက်ခတ်လေးရင်းကောင်းတယ်နော်အဲ့တော့လူများကတော့ဒါဝိသခနက်ခတ်လို့ခေါ်တယ်နော်အဲ့တော့ဝိသခအကြောင်းမှနက်ခတ်လို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့တော့စမလီရဲ့ဒီဗီဒီယိုလေးမှာပြောပြပြီးတော့မှမနေ့ပြန်ကြလို့ရှိရင်နော်ဒီမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုထမ်းလက်နော်ထမ်းလက်ကလေး9ညွတ်အဲ့တော့ထမ်းလက်ကလေး9ညွတ်ကိုဒီမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံမှာပူဇော်ပြီးတော့ဒီဝတ္တပိကာတော်28ခေါက်ဘုရားရှင်ရှင်မှာရုပ်ဖတ်ပူဇော်ခြင်းအပြင်ငွေဝင်လက်ပွင့်ကန်တွေရှင်နိုင်ကြပါစေနော်ဒီဗီဒီယိုလေးကိုတွေ့လို့ရှင်များမြင်များတွေ့အောင် share ပေးသွားပါအပေါင်းလေးလည်းနှိပ်ပေးပါနော်အားလုံးကျမချန်နယ်လေးဆန္ဒပြုပါပါစေ